မင်္ဂလာပါတကယ်ချင်းတို့ရေအခုတလော online ပုံမှာပုံစံမျိုးစုံနဲ့အလစ်တုတ်တာတို့ခိုးတာတို့အမျိုးမျိုးတွေ့နေရတာပဲအခုလည်းနောက်ထပ်တစ်မျိုးတွေ့လာပြန်ပြီအရင်ဆုံးကြည့်လိုက်ကြရအောင်နောက်တစ်မျိုးကဘယ်လိုပုံစံမျိုးလဲဆိုတာအကြောင်းအရာတွေအများကြီးရှိတယ်အမ iPhone ကိုဘာလို့လဲပြီးတော့အမ iPhone တောင်းတရောအမတို့အစ်စ်သေးလည်းမရတဲ့ဖုန်းလေးအမဘယ်လိုတကယ်ပြောတာအထင်မပြောပါဘူး။သူမိုင်းကလေးပြောပါဟုတ်ပါတယ်။မိုင်းပန်းစီဥစ္စာလေးကိုသိတယ်အဲ့လေးကိုအမဘယ်လိုယူရတာဆိုတော့ပြောပြပါနော် ဟုတ်ကဲ့ ဖြစ်နိုင်ဘူးအမဘယ်ရောက်သွားလဲကျမမှန်မှန်ပြော ။သူကမိုင်းတကယ်ပြောနေတာလေလေးပြောပါမိုင်းတကယ်ပြောတာ အမမဟုတ်ဘူးမလားကားကောင်းဝယ်လောက်တာမလားအမဘာဖြစ်လို့သူများဖုန်းလိုက်သူများပစ္စည်းလိုက်မရှက်ဘူးလားအမကပါဒနာရှိတာအမပါဒနာတွေပေါ်တော့မပေါ်ဘူးကျမစကားကိုကြားရတယ် ။ကြားပါလေသမီးရဲ့မိုင်းကမှပါတယ် စကားကိုကြားရအမတို့ကအားရတယ်ပဲထိုက်တယ် ။ရှိပါလေမိုင်း တောင်းသူရှိရင်ရှိအမသားသမီးတွေကိုပါအမသားသမီးတွေအမသားအဆက်ဝင်တော့အခုအမတို့အမပါဒနာရှိအမပါဒနာတွေဥမာတော့အမပါဒနာတွေခေါ်အမပါဒနာတွေခေါ်ခေါ်မခေါ်ရင်အမသားသမီးတွေကစားအမပုံရင်းနဲ့ရှက်ွယ်မှာနော်ကျမလိုက်မပြောတာနော် မိုင်းမရှိပါဘူးသမီးရဲ့သမီးတကယ်ပြောတာပါကောင်းမှန်ပါလေမရှိပါဘူးသမီးရဲ့မိုင်းတယောက်တည်းပါသမီးရဲ့မိုင်းတယောက်တည်းပါနော် ဒီလူတွေရောဘယ်လိုမြင်လဲအခုခံလိုက်ရတဲ့အမ iPhone ဆိုတွေကဈေးကအရန်ကြီးနေပြီအဲ့လိုပုံမျိုးပါသွားတဲ့အတွက်ကြောင့်ဒါစိတ်ဆူဒေါသထွက်တဲ့အတွက်ကြောင့်ရှင်ဆန်းတိုင်တာလို့ဆိုရင်ဒါဖြစ်တဲ့လို့ထင်ပါတယ်ပေါ့နော်အခုရတဲ့အတော်ဝင်းနေနေကြတော့ကို့မှာသားသမီးတွေအကြောင်းနေတဲ့ရွယ်လေးကြီးရှိနေတယ်ကိုသားသမီးတွေကဒါဒီလိုပုံစံမျိုးကိုမြင်ခဲ့လို့တငယ်ချင်းတွေကတစင်လာပြီးတော့ပြောခဲ့မယ်ဆိုရင်အရန်မရှက်မှာပဲလေအဲ့တော့မလုတ်သိမ့်ဘူးတော့ထင်ပါတယ်ဒီလိုပုံစံမျိုးကြီးနော်ကောင်းလည်းမကောင်းပါဘူးအခုကြည့်နေတဲ့လူတွေရောဘယ်လိုမျိုးထင်လဲကွန်မန့်လေးရေးပေးခဲ့ကြပါရှင်အားလုံးပဲကိုယ့်ရဲ့ပုံဝင်ခြင်းမှာသတိထားဆင်ခြင်နိုင်ကြပါစေရှင်နောက်ဗီဒီယိုလေးမှာထပ်ပြီးတွေ့ပါမယ်ကျေးဇူးတင်ပါတယ်ရှင်